ကဘာပေါ်မှာအကြီးမားဆုံးဖြစ်လာမဲ့ဖျားတဆူဟာဘယ်တော့မှအပီးတက်ဖို့ရည်ရွယ်မထားခဲ့ဘူးဆိုရင်သင်ယုံမလားအေယာဝတီမြစ်ကန်နာမှာခန့်ညားထေဝါလာတဲ့အဆောက်အုံကြီးတစ်ခုရှိနေပါတယ်စွန့်ပစ်ခံထားရပြီးအကြောင်းနေနဲ့အတူအချိန်တွေရပ်တန့်နေသလိုပါပဲမင်းကုန်းပထိုးတော်ကြီးဟာတစ်ချိန်ကကမ္ဘာအကြီးဆုံးဇီဒီတော်ကြီးဖြစ်ဖို့ရည်ရွယ်ခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့အဆုံးမတတ်နိုင်ပဲကြံ့ရစ်နေခဲ့ပါတယ်တကယ်ပဲဘာရီဖြစ်ပျက်ခဲ့တာလဲဘရင်အမြစ်တွေမလုံလောက်လို့လားဒါမှမဟုတ်ပူပြီးလျှို့ဝှက်ဆန်းကျင်တဲ့အကြောင်းရင်းတစ်ခုခုကြောင့်လား18ရာစုနောက်ပိုင်းမှာဘုံမီနေလာတောက်ပါတဲ့ဗဒုံမင်းဘိုးတော်ဖျားမှာစိတ်ကူးအာယုံတစ်ခုရှိခဲ့ပါတယ်သူဟာအရင်ကဘသူမှမမြင်ဘူးတဲ့အကြီးမားဆုံးဇေဒီတော်ကြီးကိုတီထားခြင်းခဲ့တာပါသူ့ရဲ့ဘုံတော်ကိုထာဝရထင်ကြံစေမဲ့အထိမ့်မှတ်အဆောက်အုံကြီးပေါ့1990ခုနှစ်မှာတော့မင်းနေပြီးတော့အနီးမှာစတင်တည်ဆောက်ခဲ့ပါတယ်လုံသားထောင်ပေါင်းများစွာကိုစုဆောင်းခဲ့ပြီးနီးညမပြအုတ်မြစ်တွေစီးခဲ့ကြပါတယ်ဒီပထိုးတော်ကြီးရဲ့အတိုင်းတာဟာစိတ်ကူးကြည့်လို့တော့မရနိုင်လောက်အောင်ပါပဲဒါ၍အပီးသက်ခဲ့မယ်ဆိုရင်အမြင့်ပေ150မီတာကျော်အထိရှိမှာဖြစ်ပြီးအဲ့ဒီခေတ်ကာလကအဆောက်အုံတွေထက်အစားဘုံများစွာပိုကြီးမားနေမှာပါဒါပေမဲ့ကြီးမားတဲ့ရှိမှန်းချက်တွေနောက်မှာတော့ပြီးစမှုတွေရှိလာပါတော့တယ်ဒေတာတွင်ထန်တာတွေအရတော့လူတို့ကြားမှာတပောင်စကားတစ်ခုစတင်ပြန့်နှံ့လာခဲ့ပါတယ်အဲ့ဒါကတော့ဖျားလေးပြည်ကြီးလေးပြတ်တယ်ဒီတပောင်ဟာဘယ်ကနေစတင်ခဲ့တာလဲဆိုတာဘယ်သူမှအတိအကျမသိပါဘူးတချို့ကတော့ဘေးဒင်ဆရာတွေရဲ့ဟောကိန်းလို့ပြောကြသလိုတချို့ကလည်းဘရင်ရဲ့အာဏာဆက်ကြီးထွားလာတာကိုကြောက်ရွံ့တဲ့သူတွေကဖန်တီးခဲ့တာလို့ယုံကြည်ကြပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကာလမှာတော့တပောင်နမိတ်ဆိုတာပေါ့တန်သဘောထားလို့မရပါဘူးမကြခင်မှာပဲကြောက်ရွံ့မှုတွေဟာစတင်ကြီးထွားလာခဲ့ပါတယ်ဒီလောက်ကြီးမားတဲ့အဆောက်အုံကြီးကိုတိဆောက်ဖို့အတွက်ကြီးမားတဲ့အရင်းအမြစ်တွေလိုအပ်ပါတယ်အလုတ်သမားတွေဟာပင်ပန်းဆင်းရဲလာတဲ့အခြေအနေတွေအောက်မှာအတင်းအကျပ်ခိုင်းစီခံခဲ့ရပါတယ်အခွန်အခတွေတိုးမြင့်ကောက်ခံခဲ့ပြီးပြည်သူတွေဆင်းရဲဒုက္ခရောက်ခဲ့ကြပါတယ်။သမိုင်းမှတ်တမ်းအချို့အရစစ်တုံးပန်းတွေကိုပါလုံသားတွေအဖြစ်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဟာအားနည်းလာခဲ့ပါတယ်။ကြီးကျယ်မှုရဲ့တင်ကေတဖြစ်ရမယ့်အစားဖြည်းဖြည်းချင်းဝင်တို့ဝင်ဖို့တစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒါတော့မှပထိုးတော်ကြီးဟာအပီးမတတ်နိုင်သေးပါဘူး။အဲ့ဒီနောက်မှာတော့အရာအလုံးပြောင်းလဲသွားပါတယ်။1819ခုနှစ်မှာဘဒူမင်းနတ်ရွာဆန်ခဲ့ပါတယ်သူ့ရဲ့ရည်မှန်းချက်နဲ့အာနာဆက်မရှိတော့တဲ့နောက်မှာတော့တီဆောက်ရေးလုပ်ငန်းတွေဟာနှီးကွေးသွားပြီးနောက်ဆုံးမှာတော့လုံးဝရပ်တန့်သွားခဲ့ပါတယ်ကြီးမားလာတဲ့အဆောက်အုံကြီးဟာအပီးမတတ်ပဲကြံရစ်ခဲ့တယ်ထိပ်ဖြားမပါတဲ့အေယာမအောက်ချီအုတ်ခုံကြီးအဖြစ်ပေါ့နှစ်အနည်းငယ်အကြာမှာတော့အင်းအားပြင်းထန်တဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်ပထိုးတော်ကြီးတစ်ခွင်မှာနှက်ဆိုင်တဲ့အကြောင်းကြီးတွေပေါ်လာပြီးအချို့အစိပ်ပိုင်းတွေပြိုကျခဲ့ပါတယ်။တဘာဝတရားကပဲဒီမပြီးဆုံးနိုင်တဲ့ကံကြမ္မာကိုအတီးပြုတ်လိုက်တယ်လို့ပါပဲ။ဒီနေ့ခေတ်မှာမင်းကုန်းပထိုးတော်ကြီးဟာကြီးမားစွာတိတ်ဆိတ်စွာနဲ့မပြီးဆုံးသေးပဲတည်ရှိနေသေးပါ။လာရောက်လေပတ်သူတွေဟာအကြောင်းတွေထင်နေတဲ့မျက်နှာပြင်ပေါ်မှာလမ်းလျှောက်နိုင်ပါတယ်။ရှီဟောင်းအုပ်တွေကိုထိတွေ့ကြည့်ရင်ဘယ်တော့မှအကောင့်ထဲမဖော်နိုင်ခဲ့တဲ့အိမ်မက်တစ်ခုရဲ့အလေးချိန်ကိုခန်းစားကြည့်နိုင်ပါတယ်။ဒါဟာအစအုံတိဆောက်ရေးလုပ်ငန်းတစ်ခုတွေမဟုတ်တော့ပါဘူး။ဒါဟာသင်္ကေတတစ်ခုဖြစ်လာခဲ့ပါပြီ။ရီမန်းချက်ကြောက်ရွံ့မှုနဲ့လူသားတို့ရဲ့အာဏာစက်မှာအကန့်အသတ်ရှိကြောင်းပြသနေတဲ့သင်္ကေတတစ်ခုပေါ့။ဒါဆိုဘာကြောင့်မင်းကုန်းပထိုးတော်ကြီးဟာဘယ်တော့မှအပီးမတက်ခဲ့တာလဲ။တပေါင်နမိတ်ချောင်းလားပြည်သူတွေရဲ့ဆင်းရဲဒုက္ခကြောင့်လားဒါမှမဟုတ်ဘရင်တစ်ပါးရဲ့ရည်မှန်းချက်ညီကုန်းချုပ်သွားလို့လားဖြစ်နိုင်တာကတော့အဲ့ဒီအချက်တွေအားလုံးပေါင်းဆက်သွားလို့ပါပဲဘာကြောင့်လဲဆိုတော့တခါတရံမှာသမိုင်းဆိုတာဘာရီတီဆောက်ခဲ့တယ်လဲဆိုတာဒီမကပဲဘာရီအပီးမတတ်ပဲကြံရစ်ခဲ့တယ်လဲဆိုတာလေပါဝင်နေလို့ပါပဲအဲ့လိုသမိုင်းကြောင်းတွေနားထောင်ခြင်းရင် follow လုပ်ထားနော်ပြီးတော့ bio မှာရှိတဲ့ YouTube channel လေးကို subscribe လေးလုပ်ထားလိုက်နော်